လုံးပဲမင်္ဂလာပါတီချာတာပါဒီ podcast လေးထဲမှာတော့တီချာက self discovery journey ကို twin flame journey ပေါ်မှာကြုံရလေးရှိတဲ့ weird energy shifting နဲ့ metaphysical energy အကြောင်းတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ် so ဒါဆိုလို့ရှိရင်ဒီတစ်ခုတွေမပြီးသေးပါဘူးbeautiful souls လေးတို့အားလုံးစိတ်ဝင်စားလောက်မယ်ပေါ့နော် other self တွေရောဒီ energy shifting ကိုခံစားရလားဘယ်လိုပုံစံမျိုးခံစားရလဲစသဖြင့်ပေါ့နော်မိကုန်းလေးတွေမေးထားတဲ့ interview လေးတွေပါမှာမို့ podcast လေးကိုအဆုံးထိနားထောင်ပြကြပါဦးနော်ဒီချေတို့က self discovery journey ကို twin flame journey ပေါ်ရောက်လာတဲ့အခါမှာပထမဆုံး spiritual awakening ရဖို့ပေါ့နော် dark night of the soul ဆိုတဲ့ movement တွေကိုကြော်ဖြတ်ကြရတယ်အဲ့ချိန်မှာ mind body soul ဆိုတာမျိုးပဲရှိနေတာကိုယ့်ရဲ့ pure consciousness ဆိုတာကိုမြင်တွေ့ဖို့အတွက်ဒီလိုမျိုးနာကျင်ရတဲ့ movement တွေကိုပေါ့နော်မလွဲမသွေကိုကြုံတွေ့ရပါတယ်နောက်တော့လေတကယ်တော့အားလုံးလိုပေါ့နော်ကိုဟာစိုးပါပဲဒီ journey ပေါ်မှာပေါ့နော်တဖြည်းဖြည်းနဲ့ circle လို့ဖြစ်နေတဲ့အရာကနေပြီးတော့ကုံဆုံးဖို့မြင်တွေ့လာရတယ်ကိုဟာ present moment မှာရှိနေပြီးတော့ awareness လေးပေါ့နော်ရှိလိုက်ပြီဆိုတာနဲ့ကိုဒီလို metaphysical energy တွေကိုခံစားရပါတယ်တချို့ကြတော့လေ run and chase နေတဲ့ movement တွေမှာလည်းကြုံတွေ့ရပါတယ်တချို့ကြတော့လေ awareness ရှိပြီးတော့တမာတိတိစောက်နိုင်သွားတဲ့ movement တွေမှာလည်းကြုံတွေ့ရပါတယ် metaphysical energy တွေမှာတော့ဘာတွေပါဝင်လဲဆိုတာကိုလည်းမျှဝေပေးသွားခြင်းပါတယ် metaphysical energy မှာခေါင်းတွေအရန်ကြိုက်တာပြီးတော့တချို့ heart chakra ပေါ့နော်နှလုံးရမ်းတုံနေ activate ဖြစ်တာမျိုးတွေလည်းကြုံရပါတယ်နောက်တော့ကြောရုပ်တစ်လျှောက်ပူနွေးနေတဲ့ energy တစ်ခုပေါ့နော်မသိရင်တော့တချို့နောက်မှာတယောက်ယောက်များကတ်နေသလားပေါ့အဲ့လိုမျိုးတွေရောထင်ရတာပါနောက်ထပ်ထင်ရှားတဲ့အချက်ကတော့အိတ်နေနဲ့ရုပ်တရက်လက်နိုးတာအဲ့လိုမျိုးလည်းဖြစ်တတ်ပါတယ်။နိုင်ယူကြည့်လိုက်လို့ရှိရင်ဒီချေတော့ angel number တွေလည်းတစ်ခါလေးတွေ့ရတတ်ပါတယ်။နောက်ပြီးတော့လေကိုဟာစိုးပါပဲဆိုတာကိုမှတ်မိသွားတဲ့ movement တွေမှာတော့ဒီချေကိုယ်တိုင် experience ပေါ့နော်ဒီချေခံစားခဲ့ရတာဆိုလို့ရှိရင် one bite ထဲကနေပြီးတော့ဥတွေကနေရောအေးတုံတက်တဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလည်းခံစားရပါတယ်။တစ်ခါလေကြတော့လေအစာမကြည်သလိုပြပြဖြစ်နေပြီးတော့အစာမစားခြင်းကိုတနေကုန်ပေါ့နော်။မုတ်ကလေးတစ်ခုလောက်နဲ့အသီးလေးတစ်ခုလောက်နဲ့ပြီးသွားတာမျိုးပေါ့အဲ့လိုမျိုးတွေလည်းဖြစ်တတ်ပါတယ်။အဲ့လို movement တွေကတော့ဒီချက်တို့က overweight တွေဖြစ်သွားတာ weight loss တွေဖြစ်သွားတာအဲ့လိုမျိုးပေါ့နော် weight တွေတက်လိုက်ကြလိုက်အဲ့လိုအချိန်မျိုးတွေလည်းကြုံခဲ့ရပါတယ်။နောက်ထပ်တကူလုံးကအသားတွေ shaking ဖြစ်တယ်ပေါ့နော်အသားတွေလှုပ်တာ vibrating တွေဖြစ်နေတာမျိုးပေါ့နော်အဲ့လိုမျိုးတွေလည်းဖြစ်တတ်ပါတယ်နောက်တော့နေထိုင်နေတဲ့ချွေးစီးတွေပြန်လာပြီးဘာကိုအလိုမကျလို့မကြမဲမသိဒေါသထွက်တယ်လို့ anxiety တွေများနေတယ်လို့ဒါမျိုးတွေလည်းဖြစ်တတ်ပါတယ်ဒါက spiritual journey ပေါ်မှာပေါ့နော်တော်တော်များများတော့ကြုံတွေ့ကြရပါတယ်နောက်ပြီးတော့ဒီချက်ဆိုအများဆုံးကြုံခဲ့ရတာ emotion ups and down တွေဖြစ်တာပေါ့နော်နေရင်းနဲ့အကောင်းပဲ energy ရဲ့ရုပ်တရက်ကြီးပေါ့နော်မျက်ရည်ကျလာတာမျိုးအဲ့ဒါမျိုးတွေလည်းကြုံရတတ်ပါတယ်အဲ့လိုမျိုးဖြစ်တဲ့ movement လေးတွေဆိုလို့ရှိရင်တော့ဒီချက်တော့အားလုံးဟာသဘာဝနဲ့ပို့ပြီးတော့ထိတွေ့ပေးမယ်မြက်ခင်းပင်ပေါ်ပါပေါ့နော်ခြေပလာနဲ့နင်းပေးတာမျိုးအဲ့လိုမျိုးလေးတွေပြုလုပ်လို့ရပါတယ်နောက်ပြီးတော့ဒီချက်တို့အနေနဲ့တန့်စင်တဲ့စားလေးနဲ့လည်းရေချိုးပြီးတော့တန့်စင်လို့လည်းရပါတယ်အဓိကကတော့ energy clearing ဖြစ်ဖို့ပေါ့နော်အဲ့လိုမျိုးပါဒါလေးကတော့မေတ္တာနဲ့မျှဝေပေးရပါဒီချက်တို့အနေနဲ့ metaphysical energy ကြုံတွေ့ရတဲ့အခါမှာကိုယ်ဘယ်လိုမျိုးလေးကြော်ဖြတ်ရမလဲဆိုတာမျိုးပေါ့နော်အဲ့ဒါမျိုးလေးကိုမျှဝေပေးသွားတာဖြစ်ပါတယ်ဟိုရဲ့ပိုင်းလေးက teacher card ပေါ့နော်မျှဝေထားတယ်သူ့ရဲ့အတွေ့အကြုံလေးနဲ့ပတ်သက်ပြီးတော့ phantom touch ဆိုတဲ့အရာလေးကိုပေါ့နော်သူမျှဝေပေးထားတာလေးရှိပါတယ်အဲ့ဒါကကြတော့ teacher တို့ဒီပေါ့နော် phenomenon ဖြစ်တဲ့ကိုနဲ့ကိုဆိုးနဲ့ကိုပြန်တွေ့ရတဲ့ journey မှာအထီးတွေ့ပေါ့နော်ပြောရမှာဆိုရင်တော့ teacher တို့ twin flame ကဒီကဘာကြီးပေါ်မှာဘယ်နေရာဒေသမဆိုဖြစ်ဖြစ်မြို့မတူရင်ပဲဖြစ်ဖြစ်တိုင်းပြည်မတူရင်ပဲဖြစ်ဖြစ်ပေါ့နော်နားမှာလာရောက်ပြီးတော့ကို့နားမှာထိတွေ့လိုက်သလို touch လုပ်လိုက်သလိုအဲ့လိုမျိုးထူးဆန်းတဲ့ movement ပေါ့နော်အဲ့လိုမျိုးအရာလေးကိုသူဝင်းမြပေးသွားတာဒီချက်တွေ့ပါတယ်ဒါကြောင့်အဲ့ဒီမှာဆိုလို့ရှိရင်teacher card ရဲ့
experience ကပေါ့နော်တခြားမြို့မှာနေနေရပေါ့သူရဲ့ other self ကဒါပေမဲ့သူခံစားရတာကကြတော့သူ့ပေါ်မှာပေါ့နော်ဖိထားသလိုသူ့ပေါ်တက်နေသလိုမျိုးကြီးပေါ့နော်လူတစ်ကိုယ်လုံးတက်ဖိထားသလိုမျိုးကြီးခံရပါတယ်တဲ့အဲ့လိုခံစားရတယ်ပေါ့နော်သူများပြောရင်တော့ယူနေလာလို့ထင်မှာပေါ့နော်အဲ့လိုမျိုးပါနောက်တစ်ခုကျတော့နေနေရင်းနဲ့ပေါ့နော်ဒီမျက်နှာသူ့နားမှာရောက်လာသလိုမျိုးလဲခံစားရတယ်ပေါ့သူ့မျက်နှာသူ့နားကတ်လာသလိုမျိုးလဲခံစားရတယ်တဲ့အဲ့လိုဆိုတော့တချို့တွေနဲ့ဒီဂျာနီဘွားသူမဟုတ်ဘူးဆိုရင်တော့ဒီလိုပြောတဲ့ဟာတွေကိုဖြစ်နိုင်ပါမလားဟုတ်ရဲ့လားဆိုတာမျိုးပေါ့နော်တချို့က spiritual awakening မဖြစ်လာဘူး 5D consciousness ကိုအလွယ်တကူကူးပြောင်းနိုင်တဲ့ zero source တွေမဟုတ်ဘူးဆိုရင်တော့ဒီကြောင်းရာတွေကိုသိမှာမဟုတ်ပါဘူးဒီ movement တွေကကြုံတွေ့ခဲ့ရပါတယ်ဒီချက်ကိုယ်တိုင်လည်းကြုံတွေ့ရတယ်ပေါ့နော်အဲ့ဒါကကြတော့ဒီချက်ထူးထူးခြားခြားကြုံတွေ့ခဲ့ရတာကဒီ run နေ chase နေတဲ့ movement ပေါ့နော်အဲ့မှာနေနေနဲ့ပေါ့နော်နိုင်ငံကိုလက်သီးနဲ့ထိုးလိုက်သလိုအဲ့လိုဒုံးကနေဆိုပြီးတော့ဖြစ်သွားတာအားနဲ့ဒီချက်တော့တအိမ်လုံးအမေရောပေါ့နော်ဒီချက်အမေရောလိုက်ရှာတယ်ဘာပြုတ်ကြရလဲဘာပစ္စည်းပြုတ်ကြရလဲဆိုပြီးတော့အဲ့လိုလိုက်ရှာတဲ့အချိန်မှာလည်းဘာပစ္စည်းမှပြုတ်ကြမနေပါဘူးအဲ့လိုမျိုးပေါ့နော်ထူးခြားတဲ့ movement တွေလည်းကြုံရပါတယ်တလောလေးက podcast ထဲမှာတော့စကားပြောနေရင်းနဲ့အဲ့လိုမျိုးပေါ့နော်နောက်မှာဒီချက်နောက်မှာနှွေးထွေးနေဒီလိုမျိုးခံစားမှုပေါ့နော်အဲ့ဒါလည်း phantom touch လို့ခေါ်နိုင်ပါတယ်တခုခုကတိုင်းဖတ်ထားသလိုမျိုးကိုကြုံရတာပါနောက်ပြီးရင်တခုခုခံစားလိုက်ရတာပေါ့နော်ဒါကြောင့်အဲ့ podcast လေးမှာလည်းသွားနားထောင်လို့ရပါတယ်အဲ့မှာဆိုလို့ရှိရင်တော့လို့ပြောလိုက်တဲ့ movement မှာကိုယ့်ရဲ့ body မှာပေါ့ဒီလိုမျိုးလူတစ်ယောက်ရဲ့အထီးတွေလိုမျိုးကြုံရတာပါဒါကြောင့်မလို့အရင် intense ဖြစ်တယ်ဒီလိုမျိုးဒီ scientifically ပြောရမယ်ဆိုရင်တော့ဒါလူဝင်စားဖြစ်တာပေါ့နော် phenomenal လည်းဖြစ်တယ် energy ကအရန်ကို intense ဖြစ်တာပါလူကိုယ်တိုင်လာထိတွေ့ရတော့မဟုတ်ပါဘူး energy ပါပေါ့နော်ဒါမျိုးလဲဒီချက်ခါကရှင်းပြထားပါတယ်ဒါကြောင့်လေဒီချက်တို့အနေနဲ့ဒီလိုပေါ့နော် weird energy shifting တွေဖြစ်တဲ့အခါ metaphysical energy တွေကြုံတွေ့ရတဲ့အခါငါယူမြသွားပြီလားလို့မထင်ပါနဲ့နော်you are not alone ပါတင်တယောက်တည်းမဟုတ်ပါဘူးဒီ journey ပေါ်ရောက်လာတဲ့သူအားလုံးကဒီလိုပုံစံမျိုးများသောအားဖြင့်ကြုံရလေးရှိပါတယ်မကြုံရသေးဘူးဆိုလို့ရှိရင်လေတယောက်နဲ့တယောက်ရဲ့ journey က unique ဖြစ်တဲ့အတွက်စိုးရိမ်ပူပန်စရာမလိုပါဘူးဒီချက်တို့ကများသောအားဖြင့်ပေါ့နော်စိုးတွေကဘဝပေါင်းများစွာကျင်လည်ရတာဖြစ်တဲ့အတွက် ego ကအထက်ထက်အုပ်ထားတာပေါ့နော်ဒီချက်တို့ mind မှာ ego ကအထက်ထက်အုပ်ထားတာဖြစ်တဲ့အတွက်အဲ့လိုမျိုးပေါ့နော်ဒီလိုအလွယ်တကူမမှတ်မိတာကိုယ့်ရဲ့ soul မမှတ်မိတဲ့အခါမှာလည်းဒီလိုမျိုး metaphysical energy တို့weird energy shifting တော့ကြုံရလိမ့်မရှိပါဘူးအဲ့အတွက်လည်းငါကြတော့မကြုံရဘူးဆိုတာမျိုးမဖြစ်ပါနဲ့နော်ဒါကြောင့်လေဒီချက်တို့အနေနဲ့ awareness လေးကပြစ္ဆုတ်ပံမှာရှိနေရဆိုလဲဒါမျိုးလေးကြုံရတတ်ပါတယ်လန့်သွားဖို့လည်းမလိုပါဘူးကြုံလာတဲ့အခါမှာဒါ energy ပဲဆိုတာမျိုးနဲ့ကြော်ဖြတ်လို့ရပါတယ်နော်ဒီချက်တော့ metaphysical အကြောင်းကိုပို့ပြီးတော့ detail ကြပေါ့နော်ရှင်းပြပေးရမယ်ဆိုရင် spiritual journey ပေါ်ရောက်လာပြီးတော့ awakening ရလာတယ်သင်ကဒီ plus ဆိုတဲ့နေရာလေးမှာ energetically အားများနေတာဖြစ်ပါတယ် energetically အားများတာဖြစ်တဲ့အတွက်အားများတဲ့ energy ကပေါ့နော်တွန်းလိုက်သလိုဖြစ်တာဖြစ်လို့ other self တွေကိုဒီချက်တော့ mind level နဲ့သူဆိုပြီးတော့မြင်ပြီးတော့ပေါ့နော်ပြောလိုက်တာနဲ့ကိုအဲ့လိုတွန်းထုတ်လိုက်သလိုဖြစ်တာပါဒါကြောင့် soul level အထိကိုသွားမှာပါဒီ journey က one next ဆိုတာမျိုးသိစေမယ်ကို focus ထားပြီးတော့ကိုရဲ့ကောင်းခြင်းဆိုခြင်းဟူသမျှကိုပေါ့နော် unconditionally လက်ခံရမယ် journey မျိုးဖြစ်ပါတယ်ဒါကြောင့်လေဒီချက်ရဲ့ experience လေးကိုရှင်းပြရမယ်ဆိုရင်တလောလေးကဒီချက် video call ပြောတယ်ပေါ့နော်အဲ့ချိန်မှာတပြိုင်နဲ့ပေါ့နော်ဒီပုံလေးလိုပါပဲ hot and cold ပေါ့နော်ပူတာရောအေးတာရောကခန္ဓာကိုယ်ထဲမှာခံစားရတာပါဒီချက်တော်တော်လေးလဲဆိုပြီးတော့ဖြစ်သွားပါတယ်အေးတာက one bite ထဲမှာအေးနေရပေါ့နော်ဒါပေမဲ့အပြင်ကအသားအရန်ပူနေရပါအဲ့တော့ဒီချက်ရေတွေအများကြီးတောက်ပါတယ်ရေပေါ့နော်ရေတပူ1 liter ဘူးတော့မှကုန်သွားပါတယ်ဒါကြောင့်လေ other staff ကပြောပါတယ်
နဲ့တနေ့တညလုံးတော့တဲ့ဟိုပေါ့နော်ပြီးတော့သွားရတော့မယ်ပေါ့နော် try level သွားပြီးတော့ပြီးပြေးပေါက်နေရတော့မယ်ဆိုပြီးတော့နှောက်လိုက်ပါသေးတယ်အဲ့ချိန်မှာလည်းဒီချက်ကပြောပြလိုက်ပါသေးတယ်ဘာလို့ငါကအေးတာရောပူတာရောပေါ့နော်တပြိုင်တည်းခံစားနေရတာလေဆိုတဲ့အချိန်မှာနဲ့ energy ဖြစ်မှာပေါ့ဆိုပြီးတော့လည်းပြောပါတယ်ဒါကြောင့်လေဒီ journey ကတော့ phenomenal ပါပဲဒီချက်အနေနဲ့ experience တွေကမကုန်နိုင်ပါဘူးတစ်နေ့တစ်မျိုးလည်းမရွေးရပါဘူးပေါ့နော်ဒါကြောင့်ဒီမှာဆိုလို့ရှိရင်ဒီပုံလေးတိုင်းပေါ့နော် The whole idea behind meeting your twin flame is to awaken you to higher consciousness ပေါ့နော်ဒီချက်တော့ 5D consciousness ကိုအလွယ်တကူကူးပြောင်းနိုင်ဖို့အတွက်ဒီ journey ပေါ်ရောက်ရတာပါတခြားဘာရည်အချက်မှမရှိဘူး awakening ရဖို့ပါတဲ့ဒါကြောင့် other self တွေကိုဆွဲလန်းနေတာယောနီဖြစ်နေတာဘာဖြစ်အောင်မှလဲဘာလုပ်အောင်မှလဲဘလို့ဖြစ်လာမှလဲဆိုရတွေးနေတဲ့အရာတွေပေါ်မှာဒီချေတို့ကရက်တက်လိုက်ပြီးတော့ circle လို့ဖြစ်နေတဲ့အရာတွေကိုရက်တက်မှုတဲ့မှာ power ရှိပါတယ်အဲ့ power ကိုအရင်ဆုံးဒီချေတို့ဘလို့မြင်အောင်ကြည့်မလဲဆိုတာကိုဒီချေတတာရဲ့ I love everything about me ဆိုတဲ့ camp လေးကနေပြီးတော့ကြည့်နိုင်ပါတယ်เนาะဒီချေတို့ဒီ camp လေးကို9ရက်တာပြုလုပ်ပေးသွားမှာပါဒါကြောင့်စိတ်ပါဝင်စားရဲဆိုရင်တော့ page မှာလာမေးလို့ရပါတယ် I love everything about me ဆိုမှတော့နည်းနည်းလေးတော့ထူးဆန်းနေတယ်နော်ဒီနာမည်လေးကဘာဖြစ်လဲဆိုတော့ကိုယ့်ရဲ့အရာအလုံးကိုကချစ်တာလေနော်ဒီဂျာနီက subject object relationship မဟုတ်ဘူးဆိုတာလည်းဒီချိန်အမြဲတမ်းပြောပါတယ်ဒါကြောင့်ကိုနဲ့ပြန်တွေ့ရတာဆိုတော့ I love everything about me ပေါ့နော်ဒါကြောင့်လေဒီ camp လေးကိုစိတ်ဝင်စားတယ်9ရက်တာ camp လေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့messenger လေးမှာလာပြီးတော့မေးမြန်းလို့ရပါတယ် beautiful souls လေးတို့ရေအဲ့ camp လေးထဲမှာဗာလေးတွေပါဝင်သွားမှာလဲဆိုတော့ teacher တို့အနေနဲ့9ရက်တာ camp လေးထဲမှာဗာလေးတွေပါမလဲဆိုတော့ healing ပါပါမယ်ကိုဟာစိုးပါဆိုတာကိုမမှတ်မိသေးတဲ့ beautiful soul လေးတွေပေါ့နော်ကိုပြန်မှတ်မိဖို့ရ healing session လေးတွေပါမယ်ပြီးရင်ကိုယ့်ရဲ့ old self ကိုခွာချပြီးတော့ renewal လုပ်မဲ့ session လေးလည်းပါပါတယ်နောက်တော့ဒီ journey ပေါ်မှာအားလုံးခွာချပြီးသွားပြီ renew ဖြစ်သွားပြီဆိုမှတော့ trust ပေါ့နော်ယုံကြည်မှုတွေ joy လို့ခေါ်တဲ့ပျော်ရွှင်မှုတွေနဲ့နောက်တော့ love လို့ခေါ်တဲ့ချစ်ချင်းမြတ်တာတွေနဲ့ wholeness အထိ oneness အထိကိုသွားကြမှာဖြစ်ပါတယ်ဒါကြောင့်စိတ်ပါဝင်စားရဆိုလို့ရှိရင်เนาะဒီချက်ရဲ့ I love everything about me ဆိုတဲ့9ရက်တာ camp လေးကိုမေးမြန်းစုံစမ်းလို့ရပါတယ်ဒီချက်ရဲ့ကျောင်းသားဟောင်း beautiful souls လေးတွေအတွက်လည်း special discount လေးပေးထားပါသေးရဲ့เนาะဒါဆိုလို့ရှိရင်တော့ဒီသတင်းချုပ်ပိတ်ရက်လေးမှာကိုချစ်ပြီးတော့အရာအလုံးကိုကချစ်ပါတယ်ပေါ့နော်ကိုယ့်ရဲ့အရာအလုံးချစ်ဖို့လို့လက်ခံဖို့လို့အတွက် ready ဖြစ်တယ်ဆိုရင်တော့ messenger လေးမှာလာပြီးတော့ဒီချက်ကြီး I love everything about me ဆိုတဲ့ camp လေးကိုစိတ်ဝင်စားလို့ပါဆိုပြီးတော့ message လေးပို့လိုက်ပါနော်ဒုတိယ session လေးအနေနဲ့ other self ကိုမေးထားတယ်ပေါ့နော် energy shifting ခံစားရလားဆိုတာလေးကိုဒီချက်ဝေမျှပေးသွားမှာပါတူပဲပေါ့နော် other self ဆိုမှတော့ pattern ကအတူတူပါပဲအဲ့တော့နားထောင်လို့ရအောင်ဝေမျှပေးလိုက်ပါတယ်နော်